Hello မင်္ဂလာပါရှင်29ရက်ပေါ့နော်ညနေအင်္ဂါနေ့ညမှာဝမ်းချင်းအနေနဲ့ဆိုရင်တော့16ချင်းဖမ်းပေးထားပါရပေါ့နော်ဒါအရန်လွယ်လွန်အားကြီးလို့ညီမပေါ့နော်မပေးတော့ပါဘူးတကယ်လို့ဒီဝမ်းချင်းသာမှန်ခဲ့တယ်ဆိုရင်ညီမစနေတနေ့ဝင်နေတော့မှဒီဝမ်းချင်း20လေးပြပြပေးပါမယ်ပေါ့နော်မော်နက်မူရသူကထိတ်တူထားတဲ့အတွက်3ညသို့မဟုတ်အပူက80ရာခိုင်နှုန်းပေါ့နော်သူကလာတာများပါတယ်ရှင့်3ညနိုင်လားမလာရင်အပူလာရပေါ့နော်လာတာများပါတယ်သူပြက်တာတော့အဲ့လိုပေါ့10ခါလောက်မှ2ခါ3ခါလောက်တော့ပြတ်တယ်အဲကြောင့်မို့100ရာခိုင်နှုန်းတော့ပြောမထားဘူးပေါ့နော်80ရာခိုင်နှုန်းတော့ပြောပြထားပါတယ်အဲ့တော့နေကုန်4ပိုင်4ပိတ်လည်းရှိနေတာဆိုတော့40 30 60တစ်ပူး6ပူး4ပူးပေါ့နော်အဲ့ဒါလေးကိုပေးထားပါတယ်ရှင့်နောက်ပြီးတော့3ည3ကန်အရာဆိုရင်ညနေပိုင်း3ညပတိပြန်လာနိုင်ပါတယ်ပေါ့နော်ဘာလို့3ည3ကန်လာနိုင်တာလဲလို့မေးကြရင်ဒီအပတ်ကနေစတာပေါ့နော်3ပေါ့နော်အဖွင့်2ရက်ကိုသူက3ကန်နေနဲ့ဖွင့်တယ်ပေါ့နော်3ပတ်တီ3ကန်ဒီမှာဆိုလဲ3ည3ကန်ပေါ့နော်3ည3ကန်ဒီမှာဆိုရင်8 3ကန်ပေါ့နော်ဒီကတော့2ရက်ပြတ်သွားတော့ဒါတော့မှနော်ဒီမှာ3ညရေနော်ဒီမှာကျတော့9 3ကန်ပေါ့နော်ခုပေးအောင်မယ်ဆိုရင်ညနေပိုင်း3ညပတ်တီနဲ့3ည3ကန်ပြန်ထပ်ပေးနိုင်တယ်ပေါ့နော်အဲ3ညပတ်တီ30 60ပေါ့နော်အားလေးကို3ညပတ်ရှင်တဲ့သူတွေ3ညတစ်လုံးကတ်လို့ရပါတယ်လို့အညီမပြပါပေါ့နော်အားလုံးပဲကံကောင်းကြပါစေရှင်ညီမတို့အများ bless you ပါ